အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့မှာတော့ Wi-Fi ဆက်လေးတွေကို user တိုင်းနဲ့ password ချင်းပြီးဆိုပြပြရအောင်ဖြစ်ပါတယ်ဗျကျွန်တော်တို့ password ချိန်တော့မယ်ဆိုရင်အရင်ဆုံး Wi-Fi ဆက်တဲ့ဖုန်းတွေကိုချိန်ထားပြရမှာပေါ့ဒီမှာဆိုရင်သူ့ရဲ့နာမည်အောက်ကကျတော့ password သူ့ရဲ့နာမည်လို့ပေါ်လာရင်ချက်နေပြီးသွားဆိုရင် password ပေါ့1 2 3 4 5 1 to 0ပေါ့ရိုက်ထည့်ပြရမှာဒီကောတော့နှိပ်ပြီးသွားရင် Wi-Fi ချိန်သွားပြီပေါ့ချိန်ပြီးသွားရင်ဆိုရင်သူက Chrome ဖြစ်ဖြစ် Google တဲ့ဖြစ်ဖြစ်ဝင်ပြရမှာ China ဟုတ်ဆိုတော့ browser ထဲဝင်ပြီးချိန်ပြရမှာပေါ့ browser ချက်ဝင်ပြီးသွားပြီအဲ့ server အောက်မှာသူ့ရဲ့ IP နံပါတ်ဖြစ်တဲ့ 192.168.100.1 ကိုရိုက်ထည့်ပြရမှာပေါ့အဲ့တိုင်းလေးရိုက်ထည့်ပြရမှာရိုက်ထည့်ပြီးသွားရင်ဆိုရင်အောက်မှာချက်ရှာပေးလိုက်ပေါ့ရှားပွားရင်အဲ့လိုလေးကြာလာပြီဆိုရင်သူကအဲ့ဒီထဲမှာ admin ဆိုပြီးတော့အပေါ်အတိုင်းလေးပဲအသေးကြီးနဲ့ရိုက်ထည့်ပြရမှာရိုက်ထည့်ပြီးသွားရင်login ချက်ဝင်ပေးလိုက်login ချက်ကဘေးလိုလည်းဆိုရင် Wi-Fi setting ဆိုတာလေးရှိတယ်အဲ့လိုတစ်ချက်နဲ့နှိပ်ပြီးသွားရင်ဆိုရင်သူ့ရဲ့နာမည်တွေ password တွေကြာလာပြီအဲ့နာမည်မှာကြတော့ကိုထားခြင်းတဲ့နာမည်ကိုထားပေးလိုက်ရမှာကျွန်တော်ကကြတော့YGN Wallet File Shop ဆိုပြီးတော့ထားပေးလိုက်တယ်ပြောင်းမှဆိုရင်အောက်နေဆိုရင်အမှာပေါ့ show password ဆိုတာရှိတယ်အဲ့ဒီမှာဒါကြသူ့ရဲ့ password ပြောင်းမယ်ဆိုရင်အနည်းဆုံးရှင်းလုံးထားပေးရမှာပြီးသွားပြီဆိုရင် submit လေးကိုနှိပ်ပေးရမှာ submit နှိပ်လိုက်ရင်ဒီကကြတော့ Wi-Fi လေး password တွေပြောင်းသွားပြီအပေါ် Wi-Fi လေးပြုတ်သွားပြီဆိုတော့သူကပြောင်းသွားပြီပေါ့ကျွန်တော်ကဗမာကြည့်လို့ရမလဲဆိုရင်ဆက်မှာကြည့်လို့ရမယ်ဆက်နှိပ်လိုက်ရင်ဆက်မှာWi-Fi လိမ့်နဲ့ password ပြောင်းသွားပြီပြီးသွားရင်ဆိုရင်ကျွန်တော်ပြောင်းလိုက်တဲ့နာမည်နဲ့ password ကိုပြန်ရေးထည့်ပြီးတော့သုံးလို့ရပါပြီခင်ဗျ